Google Drive နဲ့ file share နည်းလေးကိုပြောပြပါမယ်ဒီဓာတ်ပုံတွေအများကြီးတို့ PowerPoint တွေကို share တာပေါ့နော်အဲ့လို share တဲ့အခါမှာ Google Drive တွေဘယ်လို share ကြမလဲဆိုတာလေးကိုအရင်ဆုံးပြောပြမှာဖြစ်ပါတယ်ပထမဆုံးအရင်ဆုံးကိုယ့်ရဲ့ Gmail ကိုတွားပါ Gmail မှာမှဒီမှာ apps Google apps တွေကနေပြီးတော့ Drive ကိုတွားလိုက်ပါဖိုင်များတယ်ဆိုတော့နည်းနည်းလေးစောင့်ပြရတယ်အဲ့တော့ဖိုင်နည်းတယ်ဆိုတော့မကြပါဘူးအဲ့တော့မှ drive ကိုသွားပြီးလို့ရှိရင် my drive ဆိုတာရှိပါမယ် my drive ကို double click ပေးလိုက်ပါ double click my drive ကိုပေးလိုက်ပါအဲ့ဒါမှကိုက new file ပေါ့နော် new file ဒီဆောက်မှာဖြစ်တဲ့အတွက်ဒီ area ထဲမှာ my drive ထဲမှာ right click လေးပေးရမှာပါ my drive ကမရောက်တော့သေး my drive ကိုတွားလိုက်ပြီရောက်လာပြီဒီလိုမျိုး my drive ရောက်ပြီပေါ့ဒီမှာ my drive เนาะ my drive ရောက်ပြီဆိုတော့မှ right click တစ်ချက်ပေးလိုက်ပါ new folder တိဆောက်လိုက်ပါကိုကြိုက်နေတဲ့နာမည်ပေးခွင့်ရှိပါတယ်အဲ့ဒီမှာထားပါတော့เนาะ2025 September 16ပေါ့ဓာတ်ပုံပေါ့เนาะအဲ့လိုပုံစံမျိုးရိုက်လိုက် create လိုက်မယ် create မှာ enter လေးချလိုက်ပါအဲ့တော့2025 September 16ရဲ့ဓာတ်ပုံပေါ့เนาะ September 16ရဲ့ဓာတ်ပုံဆိုပြီးတော့ရလာမှာဖြစ်ပါတယ်အဲ့ဒီ folder လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ဒီမှာ2025 September 16ဓာတ်ပုံဆိုပြီးတော့ပေါ်လာရင်ဒီဘက်ထောက်မှာ new မှာ file upload လုပ်ပြီးပါ file upload လုပ်ပြီးတော့မှကိုလိုချင်တဲ့ location ရှိတဲ့ပေါ့နော်ဓာတ်ပုံကိုဆွဲယူပေးပါပေါ့နော်ဟိုကတော့ဥမာဟိုမြည်လေးဘယ်ဓာတ်ပုံတစ်ခုကိုပို့ပေးခြင်းနဲ့ပေါ့နော်ထားပါတော့နော်ဒီမှာ download ထဲကနေပြီးတော့မှဒီပုံလေး၅ပုံပေါ့နော်ဒီမှာဒီထဲကိုပို့ပေးခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးပို့လိုက်ပါမယ် select ပေးမယ်ပြီး open လိုက်ပါမယ်ပုံ50ပေါ့နော်ပုံ100ဒါမျိုး share မယ်ဆိုရင်တော့အခုလိုမျိုးဒီလိုလေး drive နဲ့ share ပေးတဲ့နဲ့သူကဒီနေ့ကနေပြီးတော့လွှတ်လို့ရမှာမဟုတ်အဲ့တော့အလားတူဒီဓာတ်ပုံလေးရောက်သွားပြီပေါ့နော်ဒီ file ထဲမှာနော်အဲ့လိုရောက်သွားပြီဆိုရင်ကျမတို့ကပို့တင်တဲ့သူစီကိုဘယ်လိုပို့မလဲပေါ့နော်ဘယ်လို share မလဲပေါ့ဟိုဘက်ကလည်းဖွင့်ရဖို့လိုသေးရဲ့ဆိုတော့ကျမတို့ကဒီ2025 စက်တင်ဘာ16 photo ဆိုတဲ့ဓာတ်ပုံလေးရှိရလေနာမည်လေးရှိရနော်သူ့ရဲ့နားမှာဒီ option လေးကနေမှာ share ဆိုတဲ့ clock ကိုနှိပ်ပေးပါ share ကိုပဲထပ်နှိပ်လိုက်ပါရှယ်ကိုနှိပ်တဲ့အခါမှာဒီမှာကျမက restricted ဖြစ်နေပေါ့နော်သူက only ကိုပဲမြင်ရတယ်ပေါ့နော်ကိုပိုင်တဲ့သူပဲမြင်ရတယ်ဆိုတဲ့ဟာကိုဖြီးပေးမှကျန်တဲ့သူကကြည့်လို့ရမှာဖြစ်တယ်အဲ့တော့အဲ့ဒါကိုကျမက anyone ပေါ့နော် link လေးရောက်တာနဲ့ဘယ်သူပဲဆိုကြည့်လို့ရတယ်ဆိုတဲ့ဟာလေးကို update လုပ်ပေးလိုက်ပါနော် update လုပ်ပြီးပြီဆိုရင်တော့ကျမတို့ကဒီဟာလေးကို copy လိုက်ပါဒီ link လေးကိုရသွားပြီပေါ့နော်အဲ့ဒီ link လေးကိုနော်ဒါလည်းရသွားပါပြီဒါဆိုအဲ့ဒီ link လေးကိုပေါ့နော်တစ်ဖက်လူကိုပို့ခြင်းနဲ့ email ရပဲဖြစ်စီ Viber ရပဲဖြစ်စီပို့ရင်သူကဖွင့်လို့ရပါပြီနော်ဟုတ်ကျေးဇူးတင်ပါတယ်